ဒီပတန်လေးကတော့ရိုးရှင်းပြီးတော့ဝစ်လိုက်တော့လှတာပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒါမူရင်းလေပင်ပေါက်အဲ့ကနေအမတို့ဒီလိုပေတံကိုဒီလိုထားမယ်ပြီးရင်6စိတ်မှတ်လိုက်နော်ပြီးပြီဆိုရင်ဒီကနေပြီးတော့ဒီလိုမျိုးဒီဇိုင်းပေါ့နော်9လမ်းမလောက်မှတ်လိုက်မှာပေါ့နော်အဲ့ထက်ထက်ချချင်လည်းရတယ်နော်9လမ်းမဒီထက်ချချင်အဲ့တော့မှဒီလိုမျိုးပေတံလေပင်ပေါက်မှာ2မျိုးပဲရှိတယ်နော်ဘေးဘက်သွားခြင်းဒီလိုတိုင်းရမယ်အောက်ကိုတိုင်းခြင်းဒီလိုတိုင်းရမယ်နော်အဲ့တော့ဒီလေး6စိတ်ကနေပြီးတော့ဒီအားကိုဆက်လိုက်နော်ဒီလိုမျိုးမြင်းတစ်ချောင်းဆက်လိုက်ဆက်ပြီးပြီဆိုလို့ရှိရင်ဒီဘက်ထိဆွဲချမှာပေါ့နော်အဲ့ဒါဆွဲချတာလဲဘယ်ထိသွားမလဲဆိုဒီမှာရင်ထိတ်ဒီမှာရင်အောက်ရင်ထိတ်နဲ့ရင်အောက်ကြားထဲမှာရင်အောက်ကနေပြန်တက်ရင်တစ်လက်မလောက်မပြည့်6စိတ်လောက်ရှိတယ်အဲ့ကနေထုတ်လိုက်တယ်နည်းနည်းပေါ့နော်ဒီကအလယ်မြင်းနော်အဲ့အလယ်မြင်းကနေဘယ်လောက်ထုတ်လိုက်လဲဆိုတော့2လက်မ2စိတ်လောက်ရှိတယ်နော်ဒါလေးက2လက်မနဲ့2စိတ်လောက်ရှိတယ်အဲ့နေရာနဲ့ဒီဟာကိုအဲ့လိုမျိုးသွားပြီးတော့သူကအဲ့လိုဆက်မှာပေါ့နော်အဲ့လိုပုံစံလေးဆက်ပြီးပြီဆိုရင်ဒီအောက်ဘက်ကျတော့ဒီအလေမြင်းမှာပဲလာစုံမှာနော်သူကကုတ်ကော်လန် ready made လုံးမှာဆိုရင်ရင်ဘုံနဲ့တူနေတဲ့အတွက်ဒီလိုမျိုးဆွဲချတယ်နော်ဒီနေရာအလေမြင်းအထိကိုဒီအလေမြင်းအထိကိုဒီချွန်လေးမလာပဲနဲ့ဒီနားမှာ4စိတ်လောက်တော့ထားရတယ်ပေါ့နော်ဟိုတာမကွဲအောင်လို့ဆိုပြီးထားတာခါအရှိရ16ယူတာတယ်တယောက်နဲ့တယောက်တော့တူချင်မှတူမယ်နော်ပြီးပြီဆိုလို့ရှိရင်အမတို့ကဒီကနေဒီလိုဆွဲပြီးပြီဆိုရင်ဒီကော်လန်အချွန်လေးကိုဒီလိုစောင်းချမှာပေါ့နော်အဲ့လိုစောင်းချတဲ့အရှိက4ခွဲရှိတယ်စောင်းချတဲ့အရှိက4ခွဲမှန်မတတ်မှဆိုပြီးပြောပြရနော်ဒီတိုင်းကိုစိတ်ကြိုက်ထားလို့ရတယ်ပုံသေးမဟုတ်ဒီကနေဒီက3လက်မနဲ့2စိတ်လောက်ရှိတယ်နော်အခုပေတယ်ချပြတယ်လို့တိုင်းတာ3လက်မ2စိတ်လောက်ရှိတယ်အဲ့လိုမှန်ပြီးဒီကနေ4.4စောင်းပြီးတော့ဒီလိုမျိုးဆက်လိုက်ရုံပဲနော်ဆက်ပြီးပြီဆိုဒီအောက်ဘက်ကျတော့မတို့ကနည်းနည်းခုံလေးပေါ့နော်ပေကွေးလေးနဲ့တချောင်းဒီလိုမျိုးလေးအဲ့လိုလေးလိုက်ပေးလိုက်တာနော်ဒါပတန်တော့တင်ထားပြီးပြီပေါ့နော်တချို့တွေမဆွဲတက်ဘူးဆိုတော့အခုဒီမြင်းကိုမကြည့်နိုင်ဘူးနော်ဒီမြင်းမပါဘူးဆိုရင်ဒီမြင်းတိုင်းကိုမတို့ဒီလိုမျိုးချလိုက်တယ်အဲ့လိုချိုးလိုက်တယ်ပေါ့နော်ချိုးပြီးပြီဆိုလို့ရှိရင်ဒီဘက်ကိုမှင်ကန်ထည့်ပြီးတော့ copy ကူးရုံပဲဒီလိုမျိုးလေးမှင်ကန်လေးကိုဒီအပေါ်ဘက်ကိုထင်းတဲ့ဘက်ကိုထားလိုက်နော်အဲ့လိုထားပြီးပြီဆိုရင်ဒါလေးကိုစူးလှိမ့်လေးနဲ့ပေါ့နော်ဒီလိုမျိုးစူးလှိမ့်လေးနဲ့အဲ့လိုတဖြည်းဖြည်းချင်းဒီလိုလေးလှိမ့်လာလိုက်အဲ့ဆိုရင်ဒီဘက်မှာကော်လန်လေးကဒီလိုလေးပေါ်လာမယ်နော်ညှက်တဲ့အခါတေချာကြည့်တာနော်တချို့ကဒီကော်လန်ကိုမျက်စိလဲနေညှက်မတက်ကြဘူးဆိုအမကဒီမှာအပိုင်း1နဲ့2ခွဲလိုက်မှာပေါ့နော်ဒီအလဲဟာ1ဒီဘက်က2နော်အဲ့ဒါလေးကိုညှက်ပြပေးမယ်ဒါရဲ့ချုပ်စာမပါသေးဘူးเนาะအမားတို့ရဲ့ပတန်နီးစနစ်ရပေါ့ချုပ်စာမပါသေးဘူးချုပ်စာမပါသေးတဲ့ပတန်ကြတော့တခုကောင်းတာကိုလိုတလောက်ထည့်လို့ရတယ်ချုပ်စာပါပြီးသားပတန်ကြတော့နည်းနည်းရှုပ်တယ်ဒီနေရာမှာထည့်ရမှာလားဒီနေရာမှာချုပ်စာမထည့်ရဘူးလားအဲ့လိုလေးတွေနည်းနည်းတော့ရှုပ်တယ်ဒါသူ့ရဲ့လေပင်ပေါ့အဲ့လိုမျိုးလေးပဲဒီဘက်ကိုညှက်เสียမလို့ဒါပြောရရင်အိမ်ဆောင်ရင်တို့ညမ်းစင်တယ်လို့ပေါ့နော်ခဏပေါ့အိမ်ဆောင်ရင်ညမ်းစင်တဲ့ line ဖြစ်ပါတယ်ဒီကောင်ကညှက်เสียမလို့ဒါဆိုဒီအင်ဂျီရဲ့လေပင်ပေါက်ကအဲ့လိုကြီးလာတာနော်လေပင်ပေါက်ကိုကြည့်လိုက်အဲ့လိုကြီးလာတာဝတ်တဲ့ခါမှဒီလိုချိုးချနော်အဲမှာအဖတရားနဲ့နော်အဲ့လိုချိုးချမှာဖြစ်ပါတယ်ပြီးပြီဆိုရင်ဒီအလဲကထောက်ကနေပြီးတော့ညှက်ထုတ်လိုက်နော်အဲ့လိုလေးညှက်ထုတ်ရေကူးတောက်လေးကိုတောက်လျှောက်ညှက်ရေကူးတောက်ကအမ4လက်မပဲယူထားတယ်တယောက်နဲ့တယောက်မတူဘူးကြိုက်တယ်လို့ယူလို့ရနော်ပြီးရင်ဒီတောက်ချွန်လေးကိုဖြတ်လိုက်တဲ့အချိန်ဒီမှာဒါလေးကချွန်လေးဖြစ်နေနော်အဲ့ဒါလေးကိုနည်းနည်းပေခွေးလေးနဲ့2စိတ်စာလောက်လေးဝိုင်းလေးဖြစ်အောင်လုပ်လိုက်သူကအဓိကဒါနိုးဘရာတွေမဟုတ်ဘူးဆိုတော့အရင်ချွန်နေစရာလည်းမလိုဘူးနော်ပြီးရင်ဒီဂျိုင်းကလက်ဖောင်းလေးလုံးမှာဖြစ်တဲ့အတွက်ဒီလိုလေးဖြတ်ထုတ်လိုက်မယ်နော်ရင်းကြီးလက်ရှိလှုပ်လေရလက်တူလှုပ်လေရနော်အမလည်းစဉ်းစားနေတော့ကိုဝိမဲ့ဟာဆိုတော့လက်ရှိဝေးရမလားလက်တူဝေးလက်ရှိဆိုရင်တော့ခဏမဝစ်ဖြစ်ဘူးအဲ့တစ်ချက်ကတော့ဒါပေမဲ့လက်ရှိလေးချုပ်ထားလိုက်ပါမယ်အဲ့လိုဆိုတော့ကိုတခြားဟာတွေနဲ့လည်းတွဲဝစ်လို့ရအောင်လို့ဆိုပြီးတော့ဆိုတော့ဒီမှာလက်ဖောင်းလက်ရှိပေါ့နော်လက်ဖောင်းလက်ရှိလက်ဖောင်းမကြိုက်ရင်လည်းရိုးလက်ရှိလေးပေါ့နော်ဒါလက်ဖောင်းလက်ရှိပတန်ပြီးရင်ဒီမှာနောက်ချမ်းကြတော့ဒီလေပင်ပေါက်ကိုဘေးကိုအရင်4စိတ်ဖြတ်ထုတ်လိုက်နော်ဘေးကိုအရင်4စိတ်ဖြတ်ထုတ်လိုက်
ဖြတ်ထုတ်ပြီးပြီဆိုလို့ရှိရင်ဒီလေဘင်းပေါက်ရဲ့ရှေ့ချမ်းရဲ့အကြံကိုတစ်ချက်တိုင်းဒီစောင်းနောက်တိုင်းစရာမလိုနော်ဒီအကြံတစ်ချက်တိုင်းလိုက်တိုင်းပြီးဒီမှာယူပြီးတော့သူ့ကိုဒီလိုလေးလုပ်ပြီးတော့အောက်ကိုကိုချကျင်တဲ့လောက်ချပါတော့ဒါကကော်လန်ကအပေါ်ပိုင်းမှာမပါတာဖြစ်တဲ့အတွက်ကိုစိတ်ကြိုက်လို့လို့ရတယ်ကဲပတန်လေးကတော့ပြီးပါပြီနော်ပြီးတော့ပါပြီဒါလေးပါပဲနော်ဒါလေးပါပဲရှင်ဒါနောက်ချမ်းဒါရှေ့ချမ်းအဲ့နှစ်ချမ်းပေါ့နော်ကျေးဇူးတင်ပါတယ်ဝတ်ပြီးလည်းပြမယ်နော်